ဟာလေလုယာဒီနေ့ဘုရားရှင်မျက်မှောက်တော်ထဲမှာအတူတူကရှိရနေရကနေကိုးကွယ်ခွင့်ရတယ်ဆိုတာကဘုရားရဲ့ကြီးမားတဲ့ဂရုဏာတော်ကြောင့်ဖြစ်တယ်အကယ်၍များတာကျမတို့အခုလို online တွေပါလုံးဝသုံးခွင့်မရတော့တဲ့အချိန်ကာလတစ်ခုသာဖြတ်ကျော်ရမယ်ဆိုရင်ကျမတို့ရဲ့ဝိညာဉ်ရေးရပိုင်းစာမောနောက်တကယ်ကိုညီကိုမောင်မကြီးနဲ့မိသားရဖွဲ့ဖို့ဆိုတာပို့ပြီးတော့အခြေအနေစိုးသွားနိုင်စရာအကြောင်းရှိတယ်ဒီလိုအဆိုးဆုံးအခြေအနေမှာဘုရားခင်ကအကောင်းဆုံးသောနည်းလမ်းနေနဲ့ကျမတို့အတွက်သူပြုပြင်ပေးနေတဲ့အရာခတ်သိမ်းအတွက်ဘုရားရဲ့နာမတော်ကိုချီးမွမ်းရမယ်အဲ့ဒီနေ့မှာကျမနှုတ်ကပတ်တော်ဝင်ငါအမေခေါင်းစဉ်ကဘုရားသခင်နဲ့အချိန်ယူပါကျမပြန်ပြောခြင်းနဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကဘုရားသခင်နဲ့အချိန်ယူပါဘာလို့ဒီနှုတ်ကပတ်တော်ကိုကျမဝင်ငါရတယ်လဲဆိုလို့ရှိရင်အခုလိုအခြေအနေမျိုးမှာယုံကြည်သူတစ်ယောက်ချင်းတိုင်းဟာတော်တော်များများကအိမ်မာနေကြတယ်နော်မိသားစုတွေနဲ့အချိန်ယူကြတယ်သိကောင်းတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျမတို့မရှိမဖြစ်လုံးဝမယ့်အရာတစ်ခုကပါလဲဆိုတော့အဲ့ဒီကြီးမြတ်တဲ့ဘုရားသခင်နဲ့အချိန်ယူခွင့်အတွက်ဖြစ်တယ်ခါတိုင်းမှာတော့ကျမတို့အလုပ်တွေသွားရတယ်နော်ဒါမှမဟုတ်တခြားကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့အပြင်မှာအလုပ်ရှုပ်ကြတယ်ဒီအပြင်ကျမတို့လှုပ်ဆောင်စရာကိစ္စတွေကနော်များလုံးတဲ့အတွက်ကြောင့်မို့ကလေးချောင်းပို့ရတာလားဒါမှမဟုတ်ကျန်တဲ့နော်အလုပ်ကိစ္စတွေရှိကြမှာပါအဲ့အလုပ်တွေနဲ့အလုပ်ရှုပ်ပြီးတော့ကျမကတော့ဘုရားသခင်နဲ့အချိန်ယူခွင့်အတွက်အရင်ခက်ခဲလာပါတယ်လို့ပြောတဲ့ညီကောင်မတွေအတွက်တော့အခုချိန်မှာဘုရားသခင်နဲ့အချိန်ယူခွင့်အတွက်အကောင်းဆုံးဘုရားသခင်ပြင်ဆင်ပေးတယ်လို့ကျမကတော့ဒီတိုင်းယုံကြည်တယ်အစိုးရကနေအကောင်းကိုချီးမွမ်းရရင်ပေါ့ဆိုတော့ဒီနေ့မှာတော့ဘုရားသခင်နဲ့အချိန်ယူပါဆိုတဲ့နှုတ်ကပတ်တော်ကိုကျမဒီနေ့ဘာဖြစ်လို့ပြောချင်လဲဆိုတော့ဘုရားသခင်နဲ့အချိန်ယူခြင်းဆိုတဲ့အရာကကျမတို့အတွက်အသက်ရှူရတဲ့လေလိုပဲမရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုဖြစ်လို့ပါယုံကြည်သူတော်တော်များများကပြောလို့ရှိတယ်ဟာဘုရားသခင်နဲ့အချိန်ယူတဲ့အရာကနော်တောင်းရင်လိုင်းနဲ့ဘုရားသခင်နဲ့အချိန်ယူလို့မရဘူးလားဒါမှမဟုတ်ကျမတို့ရှိတဲ့နေရာမှာအလုပ်ထဲကတော့၎င်းနော်ဒါမှမဟုတ်ကျမတို့ကားစီးနဲ့တော့၎င်းဒါမှမဟုတ်ကျမတို့တခြားပေါ့နော်တောင်းရင်လိုင်းနဲ့ပေါ့ဘုရားသခင်နဲ့အချိန်ယူလို့မရဘူးလားလို့ပြောတဲ့သူတချို့ရှိပါတယ်ယူလို့ရပါတယ်ဒါပေမဲ့ဘုရားသခင်နဲ့အချိန်ယူခြင်းကိုနည်းနည်းသွားခြင်းနေဆိုရင်တော့ဒီအတိုင်းတောင်းရင်လိုင်းနဲ့ဖုတ်ပူမိတိုက်ဘုရားသခင်နဲ့အချိန်ယူခြင်းကနေတစ်ဆင့်ထပ်တိုးပြီးတော့ဘုရားသခင်နဲ့တူးတဲ့အချိန်ယူခွင့်တွေလိုအပ်ပါတယ်ဘာလို့ကျမတို့ကိုပြောတယ်လဲဆိုလို့ရှိရင်ဒီနေ့ဘုရားခင်ကကျမတို့ကိုစကားပြောတဲ့အခါမှာအရေးကြီးတယ်လို့သူ့ရဲ့ဖွင့်ပြချက်တွေနော်သူ့ရဲ့စကားအသံတွေကကျမတို့အသက်တာထဲမှာနှုတ်ကပတ်တော်ရဲ့ဖွင့်ပြချက်နဲ့တော်၎င်းသူကိုယ်တိုင်စကားပြောခြင်းတော်၎င်းကျမတို့အသက်တာထဲမှာရောက်ရှိလာတတ်တယ်ဆိုပါစို့သင်ကနေပြီးတော့သင်ရဲ့မိသားစုကိုအရေးကြီးတဲ့စကားတစ်ခုပြောမယ်ဆိုရင်တောင်းရင်လိုင်းနဲ့ပြောရင်သင်ရဲ့မိသားစုကတင်ပေးနာမှာရှိတဲ့ညီကိုမောင်မကမှတ်မိနိုင်မှာမဟုတ်ဘူးဒါမှမဟုတ်အရေးတယူထားပြီးတော့နားထောင်လိုက်မှာမဟုတ်ဘူးအဲ့တော့သင်ကဘာလုပ်လဲဆိုတော့အရင်အရေးကြီးတဲ့စကားတစ်ခုကိုပြောမယ်ဆိုရင်ကိုယ့်မိသားစုကိုနော်ထိုင်ကုန်တနေရာမှာထိုင်ခိုင်းပြီးတော့အားရပါရနော်တကယ်ကိုကြနနဆွေးနေပြီးတော့ပြောဆိုမှာပဲမဟုတ်ဘူးလားဒီလိုပဲဘုရားခင်ကအခုလိုအချိန်ကာလမျိုးမှာကျမတို့တယောက်ချင်းစီတိုင်းကိုသူကနှစ်ဦးတဲ့အချိန်ယူပြီးတော့သူပြောချင်တဲ့အရေးကြီးတဲ့စကားတွေကိုဖွင့်ပြခြင်းတဲ့အချိန်ကာလဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့သားသမီးတယောက်ချင်းစီတိုင်းကိုသူကဒီလိုအချိန်ကာလမျိုးမှာသူ့ကိုနားဆွင့်ဖို့ရန်အတွက်သူစီကလာတဲ့နှုတ်ကပတ်တော်ကိုခံယူပြီးတော့သူ့ရဲ့လမ်းညွှန်မှုတွေနဲ့အတူသွားလာတတ်တော်သူဖြစ်ဖို့ရန်အတွက်ဒီနေ့ဘုရားခင်ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုပြောခြင်းတဲ့အချိန်ကာလဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်ထဲမှာဘာပြောထားလဲဆိုတစ်ပေခန်းကြီး၄ခန်းငယ်9မှာခတ်သိမ်းသောအမှုရာတို့ဒီအဆုံးသို့ရောက်လူပြီးဖြစ်သောကြောင့်တမာတိရှိကြလော့ကျမ်းစာကတော့ပြောနေပြီးညွှန်ကြားနေပြီးအေဖက်ခန်းကြီး9ငယ်16ကနေ18မှာလည်းထပ်ပြီးတော့ပြောထားပါသေးတယ်ယခုနေ့ရဲ့ကာလတို့ဒီစိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ဘာကိုပြောနေရလဲဆိုအခုကျမတို့ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေအားလုံးကိုကြည့်ပြီးတော့တမန်တရားပြောထားတဲ့အရာကဘယ်အရာကိုစိုးလို့တလဲဆိုတဲ့အရာကိုကျမတို့သိနိုင်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ကဘာပြောထားလဲဆိုဒီလိုမျိုးအချိန်ခက်ခဲတဲ့ကာလကိုရောက်တဲ့အခါမှာစိုးရုပ်တဲ့အချိန်ကာလကိုရောက်တဲ့အခါမှာဘုရားကဘာလုပ်ခိုင်းလဲဆိုတော့ဆုတောင်းခြင်းအလိုငါစောင့်နေကြလို့ဆုတောင်းခြင်းဆိုတာဘာကိုပြောရလဲဘုရားခင်နဲ့ချိတ်ဆက်ခြင်းဘုရားခင်နဲ့အချိန်ယူခြင်းဆုတောင်းခြင်းမှမဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ဖတ်ခြင်းဟာလေဘုရားခင်စကားတော်ကိုနားထောင်ခြင်းဘုရားခင်နဲ့အချိန်ယူခြင်းဖြစ်တယ်။ဒါနဲ့မကသေးဘဲနဲ့ no worship ခြင်းတွေကိုဆိုပြီးတော့ကြီးမွားခြင်းခြင်းတွေကိုဆိုပြီးတော့ဘုရားခင်နဲ့အချိန်ယူလို့လည်းရပါသေးတယ်။အဲ့ဒီမှာဘုရားကဘာပြောလဲဆိုတော့ဒါကြောင့်မလို့အခုနေ့ရဲ့ကာလဟာစိုးရုပ်တဲ့အတွက်ကြောင့်မလို့တဲ့ဘုရားခင်ရဲ့အလိုတော်ဘယ်အရာဖြစ်တယ်လဲဆိုတော့ပိုင်းခြား၍သိနာလည်နိုင်ဖို့ရန်အတွက်ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြပါလို့အေဖက်ကန်းကြီး9ငယ်18မှာလည်းပြောထားပြန်တယ်ဒါကြောင့်မလို့ညီကောင်မများအဲ့ဒီသရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ပြေဝဖို့ရန်အတွက်သွားရင်လာရင်နဲ့ကျမတို့ဘုရားခင်နဲ့အချိန်ယူလို့မရဘူးသရှင်တော်ဝိညာဉ်တော်ဘုရားနဲ့တာ၍တော့တကယ်ကိုယဉ်ကျေးကျွမ်းဝင်တော်သူဖြစ်ဖို့ရန်အတွက်နော်အဲ့ရတွေကနေကျမတို့ဘုရားခင်နဲ့အချိန်ယူတဲ့အချိန်ကနေပြီးတော့အဲ့ရပေါ်ကနေဘုရားခင်ကိုနော်စကားပြောတဲ့အခြေအနေကနေပြီးတော့ဒူးထောက်ပြီးတော့ဘုရားရဲ့မျက်မှောက်တော်ထဲမှာဒီနေ့ဘုရားခင်နဲ့ပြင်းထန်စွာတိုးဝင်ရမယ့်အချိန်ကာလရောက်နေပြီဖြစ်တယ်အာမင်ဒါကြောင့်ယုံကြည်သူတယောက်ချင်းဆိုင်ကိုဒီနေ့ဘုရားရှင်ကဘာပြောနေလဲဆိုတော့အခုဆိုးရုပ်တဲ့ကာလကိုကြည့်ပါတယ်ဒီအရာအားလုံးဟာမကြခင်မှာပျောက်ပြတ်သွားရမယ့်အရာတွေဖြစ်တယ်ဆိုတဲ့သဘောကသင်္ခါရတွေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့မကြခင်မှာယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာတော့မယ်ခြောက်ရနဲ့ဆိုင်တဲ့အရာဟာမကြခင်မှာရောက်လာတော့မယ်ပြောချင်တဲ့အရာကသင်္ခါရတရားကနေပြီးတော့ထာဝရတရားကိုကူးပြောင်းမယ့်အချိန်ကာလရောက်လာတော့မှာဖြစ်တယ်ဒါကြောင့်ဒီကူးပြောင်းတဲ့အချိန်ကာလဟာအလုံးမဲ့ခက်တန်တဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်သူများခိုင်ခန့်ခြင်းအလုံးကကျမတို့ဒီလောကရဲ့မုန်တိုင်းတန်းမှာမပါသွားဘဲနဲ့အဲ့ဒီဘုရားခင်ကိုမြဲမြဲဖက်တွယ်တဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့ခိုင်ခန့်တဲ့အသက်တာရရှိမှာဖြစ်တယ်အာမင်ဒါကြောင့်ဒီနှုတ်ကပတ်တော်နဲ့ကျမခွန်အားပေးခြင်းနဲ့အခုလိုအချိန်ကာလမျိုးမှာကျမတို့နှုတ်ကပတ်တော်ကိုပြန်လေ့လာလိုက်တဲ့အခါမှာဒီအချိန်ကာလဟာ
အခု April နော်9ရက်နေ့ဖြစ်တဲ့ဒီချိန်ကာလဟာJewish Day ရဲ့နော်ကျမတို့ပွဲတော်နီးလာတဲ့ပွဲတော်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပတ်သက်ခါပွဲတော်ဖြစ်တယ်ဆိုတော့စဉ်းစားလိုက်မယ်ဆိုရင်တော့အချိန်ကာလအတိအကျကြီးပေါ့နော်အဲ့တော့ကိုဘာမှတွေ့ရလဲဆိုထွတ်မြောက်ကျန်ခန်းကြီး7ထဲမှာတွေ့ရတယ်အဲ့တော့နှုတ်ကပတ်တော်ကိုကျမတို့အတူတူကလေ့လာကြအောင်ထွတ်မြောက်ကျန်ခန်းကြီး7အခန်းငယ်1ကနေ3ကိုကျမဖတ်ချင်တယ်ပြီးတော့မှ6ကနေ9ကိုကျမဖတ်ချင်တယ်ထာဝရဘုရားသည်အေဂုတုပြည်၌မောရှေနှင့်အာယုန်တို့အားမိန့်တော်မူသည်ကဤလသည်တင်တို့၌လဦးဒီဟုသောနှစ်စဉ်တွင်ပထမလဖြစ်ရမည်တင်တို့သည်ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကိုမှားထားရသောစကားဟုမူကားဤလ10ရက်နေ့၌တင်တို့ရှိသမျှသည်မိမိအိမ်တောင်အသီးသီးအတိုင်းတအိမ်တောင်လျင်သိုးတငယ်တစ်ကောင်စီယူရမည်အခန်းငယ်6ကနေ9ကိုကျွန်မဆက်ပြီးတော့ဖတ်လို့ရတယ်ထိုသိုးတငယ်တို့ကိုထိုလ14ရက်တိုင်အောင်စောင့်ထားပြီးမှညဦးအချိန်၌ဣသရေလအမျိုးအစည်းအဝေးပရိသတ်အပေါင်းတို့သည်တက်ရကြမည်သိုးတငယ်၏အသားကိုစားရသောအိမ်၏တကထုပ်နှင့်တကတိုင်နှစ်ဖက်၌သိုးတငယ်၏အသွေးကိုယူ၍ထိုးရမည်အသားကိုမီးနှင့်กินပြီးမှထိုညခြင်းတွင်တဆေးမပါသောမုံခါသောဟင်းသီးဟင်းရွက်နှင့်စားရကြမည်အဲ့တော့အခုဒီဟာကသူတို့လရဲ့သူတို့မှာဣသရေလလူမျိုးမှာသူတို့မှာကလန်ဒါရှိတယ်အဲ့ Jewish calendar မှာသူတို့မှာ12လရှိတယ်နော်အဲ့12လမှာပထမလကနှစ်ဆန်းလဖြစ်တယ်အဲ့ဒီနှစ်ဆန်းလမှာအခုကျမတို့ရဲ့ခရစ်တက်ကရစ်ပြက်ကလေးနဲ့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကဘာလသွားကြလဲဆိုလို့ရှိရင် March လအကုန် April လနော်အဲ့ April လထဲကိုရောက်သွားတယ်အဲ့တော့အခုချိန်မှာဆိုရင်သူပြောထားတဲ့နှုတ်ကပတ်တော်အရဤလ10ရက်နေ့ဆိုရင်သူတို့ကလန်ဒါအရပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီနှစ်ဆန်းလရဲ့10ရက်နေ့ကဘယ်နေ့သွားကြလဲဆိုလို့ရှိရင်သူတို့ရဲ့4ရက်နေ့ပေါ့ကျမတို့ April လ4ရက်နေ့ပေါ့မနေ့ကပြီးခဲ့ပြီပေါ့ April လ4ရက်နေ့ကြာတယ်အခုဒီနေ့ကတော့ April လ5ရက်နေ့ဆိုတော့သူတို့အတွက်ဆိုရင်နှစ်ဆန်းလ17ရက်နေ့ပေါ့ဆိုတော့အဲ့တော့ကျမ်းစာထဲမှာဘာပြောထားလဲဆိုတော့ဤလ10ရက်နေ့မှာတဲ့တင်တို့ရှိသမျှဟာအိမ်တောင်အသီးသီးမှာတိုးတငယ်တစ်ကောင်စီယူလာမယ်အဲ့ဒီတိုးတငယ်ကဘာအတွက်လဲဆိုလို့ရှိရင်ပတ်သက်ခါပွဲမှာသူတို့တက်ဖို့ရန်အတွက်ယာထားတဲ့တိုးတငယ်တွေဖြစ်တယ်အဲ့ဒီတိုးတငယ်တွေကိုယူလာပြီးတော့10ရက်နေ့မှာယူလာပြီးတော့နှစ်ဆန်းလရဲ့14ရက်နေ့မှာသူတို့ကဘာလုပ်ကြလဲဆို14ရက်နေ့ဆိုဘာနေ့ကြလဲဆိုလို့ရှိရင် April လကျမတို့အခုဒီခရစ်တက်ကရစ်နဲ့တွက်မယ်ဆိုရင် April လ10ရက်နေ့ကြပါတယ်နော်အဲ့တော့အဲ့လိုမျိုးအချိန်ကာလမှာသူတို့ကဘာလုပ်ကြလဲဆိုရင်အဲ့ဒီတိုးတငယ်ကိုညဦးရန်ဆိုတဲ့အခါမှာသူတို့ကညဦးရန်လို့ပြောတဲ့အခါမှာကျမတို့ရဲ့ညနေခင်းကိုပြောနေခြင်းဖြစ်တယ်အဲ့တော့အဲ့ညနေခင်းအချိန်မှာသူတို့ဘာလုပ်ကြလဲဆိုရင်အဲ့ဒီတိုးတငယ်ကိုတဲ့တက်တယ်တဲ့တက်ပြီးတော့အဲ့တိုးတငယ်ရဲ့အသွေးကိုဘယ်မှာတုတ်လိမ့်လဲဆိုတော့အဲ့ရဲ့တကတုတ်တဲ့တကတိုင်မှာတုတ်လိမ့်ရတယ်အဲ့ဆိုဘုရားခင်အဲ့ဒါကိုကြိုပြီးတော့ဘာဖြစ်လို့ပြောတယ်လဲဆိုတော့အေဂုတုပြည်မှာရှိတဲ့သားဦးမှန်သမျှကိုဘုရားခင်ကစီရင်ဖို့ရန်အတွက်ကောင်းကင်တမန်ကိုဆေလွတ်လိုက်တဲ့အချိန်ကာလဖြစ်တယ်ဒါကြောင့်မလို့ဘုရားခင်ကအဲ့ဒီစီရင်ခြင်းနဲ့ကင်းလွတ်စေဖို့ရန်အတွက်သူ့ရဲ့သားသမီးတွေကိုအဲ့ဒီ14ရက်ညမှာနော်သူဒီနှစ်ဆန်းလရဲ့14ရက်ညမှာအားလုံးဟာအိမ်ထဲမှာပဲနေပြီးတော့ဒီပတ်သက်ခါပွဲကိုပြုလုပ်ဖို့ရန်အတွက်ဘုရားရှင်ကနေပြီးတော့မိန့်ကြားတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့သူတို့ကဘာလုပ်ရလဲဆိုတော့ခုနပတ်သက်ခါတိုးတငယ်လေးကိုတက်ပြီးတော့အသွေးကိုတကထုပ်တကတိုင်မှာသူတို့တုတ်လိမ့်ပြီးတဲ့အခါမှာအဲ့ဒီတိုးတငယ်လေးကိုကြတော့တမိသားစုလုံးကအဲ့ဒီအချိန်မှာအိမ်ထဲကနေမထွက်ပဲနဲ့တိုးတငယ်ကိုပြီးတဲ့အထိကုန်တဲ့အထိသူတို့ကစားရတယ်အကယ်မကုန်ဘူးကြံခဲ့တယ်ဆိုလို့ရှိရင်လေတဲ့မီးပေါ်မှာပဲဆက်ပြီးတော့ထားရတယ်ဒီတိုင်းပြစ်မထားရကျွန်တော်အဲ့ရကိုကျွန်မပြန်ကြည့်ပြီးတော့ကျွန်မစဉ်းစားဆင်ခြင်တဲ့အခါမှာဘာကိုသွားပြီးတော့တွေ့လွတ်ဝက်ချက်ကိုတွေ့ရလဲဆိုတော့အဲ့ဒီလိုမျိုးခက်ခဲနေတဲ့အချိန်ကာလရောက်ရှိလာတော့မယ့်အချိန်မှာဘုရားခင်ကသူတို့ကိုအာရုံစိုက်ခိုင်းတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါတိုးတငယ်ဖြစ်တယ်သူတို့ကိုတော့တခြားအရာတွေကိုသူတို့ကိုသွားပြီးတော့နော်ဟိုတခြားသူတို့စားခြင်းနဲ့အစားအစာတွေကိုမစားခိုင်းမနဲ့စားခိုင်းတဲ့အသားကလည်းတစ်မျိုးပဲဖြစ်တယ်အဲ့ဒါတိုးတငယ်ဖြစ်တယ်အဲ့ဒီတိုးတငယ်ရဲ့အသားကိုစားပြီးတော့မှသူတို့ကအဲ့ဒီတညလုံးကိုကုန်လွန်ရတယ်တဲ့အပြင်ကိုထွက်လို့မရဘူးအပြင်ကိုထွက်တဲ့သူဟာသူကပြောထားပြီးသားအဲ့ဒီတိုးတငယ်ရဲ့အသွေးတော်တုတ်လိမ့်ထားတဲ့အိမ်မှာမရှိဘဲနဲ့အပြင်ကိုထွက်တဲ့သူဟာဘုရားသခင်ရဲ့စီရင်ခြင်းထဲမှာပါသွားမယ်လို့နှုတ်ကပတ်တော်ကအတိလင်းလာတယ်ဒါကြောင့်မလို့အဲ့ဒီအချိန်ကာလမှာဘာလုပ်ရလဲဆိုလို့ရှိရင်ဣသရေလတယောက်ချင်းတိုင်းကတိုးတငယ်ရဲ့အသွေးတုတ်လိမ့်ထားတဲ့အိမ်တွင်းထဲမှာနေပြီးတော့အဲ့ဒီတိုးတငယ်ရဲ့အသားကိုပဲသူတို့ကတညလုံးစားရတာဖြစ်တယ်အကယ်၍များဘုရားစကားကိုနားမထောင်ဘဲနဲ့တိုးတငယ်ရဲ့နော်တုတ်လိမ့်ထားတဲ့အသွေးရဲ့အပြင်ဘက်ကိုရောက်သွားတဲ့သူကတော့ဘုရားရဲ့စီရင်ခြင်းကိုခံရတယ်ကြည့်ပြင်မယ်တော့ဘုရားခင်ကသူစီရင်မဲ့အရာကဘုရားကိုမတိသေးတော့ဘုရားစကားကိုနားမထောင်တော့ခိုင်မာနေတဲ့နှလုံးသားရှိတဲ့အေဂုတုလူမျိုးတွေကိုစီရင်ဖို့နဲ့ဘုရားပြင်ဆင်တဲ့အချိန်ကာလဖြစ်ပေမဲ့အခုနအသွေးတော်ရဲ့တုတ်လိမ့်ထားတဲ့နေရာမှာမနေဘဲနဲ့အဲ့ဒီတိုးတငယ်ကိုစားသုံးခြင်းမရှိဘဲနဲ့အပြင်ကိုထွက်သွားတဲ့သူတယောက်ချင်းဆိုင်ရဲ့အသက်တာထဲမှာတော့ဆုံးရှုံးခြင်းရှိမယ်လို့ပြောနေတာဖြစ်တယ်အဲ့ကဘာကိုဆိုလိုနေရလဲဆိုတော့အခုလိုမျိုးအချိန်ကာလလွန်ခဲ့တဲ့နှစ်4000ကျော်ကဖြစ်ပျက်ခဲ့တဲ့အရာကျမတို့အခုအချိန်မှာဖြစ်ပျက်နေတယ်ဘာဖြစ်ပျက်နေလဲဆိုတော့လောကလုံးကိုဘုရားခင်ဟာစီရင်နေတဲ့အချိန်ကာလဖြစ်တယ်လို့ကျွန်မပြောချင်တယ်ဒီလိုအချိန်ကာလမျိုးမှာဘုရားခင်ကိုသိပြီးတော့ဘုရားခင်ရဲ့အသွေးနဲ့ရွေးဝယ်ခြင်းခံရတဲ့ယုံကြည်သူတစ်ယောက်ချင်းစီလောက်ရမယ့်အရာကဘာလဲဆိုတော့တိုးတငယ်ဖြစ်တဲ့ယေရှုခရစ်တော်နဲ့နေ့ရက်စံတိုင်းမှာအချိန်ယူနေဖို့ပဲဖြစ်တယ်အာမင်တခြားအရာတွေကိုကျွန်တော်တို့စိတ်ဝင်စားလို့မရဘူးတခြားအရာတွေကကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ကိုဖျက်ဆီးနိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ attention အားလုံးကျွန်တော်တို့ရဲ့အာရုံအားလုံးကဒီနှုတ်ကပတ်တော်အပေါ်မှာရှိရမယ်ဘုရားခင်ရဲ့စကားပြောခြင်းအပေါ်မှာရှိရမယ်ဘုရားခင်ကိုကိုးကွယ်ခြင်းအရာမှာတာ၍အားကြီးဖွယ်တယ်ဖြစ်တယ်အဲ့တော့ဘုရားခင်ကသူနဲ့အချိန်ယူခြင်းကိုဘယ်လောက် serious ထားတယ်လဲဆိုတော့
အဲ့ဒီလိုမျိုးတဲ့ Passover Eve ပေါ့နော်ပတ်တခါတိုးတငယ်လေးကိုတက်တဲ့အဲ့ဒီညဘက်ပြီးတာနဲ့နောက်တစ်ရက်ဆိုလို့ရှိရင်သူက Passover Day 1ဆိုပြီးတော့ပတ်တခါပွဲပထမညတော့9ရက်ကျင်းပတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်တခါပွဲရဲ့ပထမညရောက်တယ်ပထမနေ့ရောက်တယ်အဲ့လိုရောက်တဲ့အခါမှာဘုရားခင်ကဘာပြောလဲဆိုအရင်အဟောစရာကောင်းတယ်အခန်းငယ်16ကိုကြည့်တဲ့အခါမှာပထမနေ့၌၎င်း9ရက်နေ့၌၎င်းဓမ္မစည်းဝေးခြင်းကိုပြုရမည်ထိုနေ့ရက်၌လူတိုင်းစားခြင်းကိစ္စနဲ့ဆိုင်သောအလုပ်အဆောင်မှတပါအခြားသောအလုပ်ကိုမလုပ်မဆောင်ရဘာကိုပြောနေတာလဲဆိုတော့အဲ့ဒီပတ္တခါပွဲနော်အဲ့ဒီတိုးတငယ်လေးကိုစားပြီးတဲ့ညပြီးသွားတယ်နောက်တနေ့မနက်မှာတဲ့ဓမ္မစည်းဝေးခြင်းအမှုကိုပြုရမယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်သူကဘယ်လိုပြောထားလဲဆိုရင် not to worship ဘုရားကိုကိုးကွယ်ဖို့ရန်အတွက်ဖြစ်တယ်တဲ့နောက်ထပ်စကားလုံးတစ်လုံးကသူကဘယ်လိုပြောတယ် secret assembly အထွတ်မြတ်ထားပြီးတော့ဘုရားသခင်နဲ့အချိန်ယူရမယ်ကာလလို့ဘုရားကပြောတယ်စဉ်းစားကြည့်နော်မနေ့ကညကပဲဘုရားကိုမသိတဲ့သားဦးတွေအားလုံးသိနေတဲ့အချိန်ကာလဒါတွေမကသေးဘူးနဲ့ဘုရားစကားကိုနားမထောင်ဘဲနဲ့တိုးတငယ်ရဲ့အသွေးတောက်လိမ့်ထားတဲ့အိမ်ကနေထွက်ပြီးတော့သူရဲ့အမျိုးသားချင်းထဲမှာတည်နေတဲ့သူတွေရှိကောင်းရှိနိုင်တယ်ကျွန်မပြောတော့ရှိကောင်းရှိနိုင်တယ်အဲ့လိုအချိန်ကာလမျိုးမှာဘုရားသခင်ကတည်ရေးရှင်ရေးနဲ့ပတ်သက်တဲ့အချိန်ကာလမှာဘုရားဘာပဲလုပ်ခိုင်းလဲအတုပသွားချလို့မပြောဘူးဘုရားဘာလုပ်ခိုင်းတယ်လဲဆိုတော့ဓမ္မစည်းဝေးခြင်းအမှုကိုပြုရမယ်ဝါဓမ္မစည်းဝေးခြင်းအမှုဒီနေ့ဘုရားသခင်ကိုအထွတ်မြတ်ထားပြီးတော့ဘုရားသခင်နဲ့အချိန်ယူခြင်းကိုပြုလုပ်ပါလို့ဘုရားရှင်ပြောခြင်းဖြစ်တယ်ဒီနေ့ယုံကြည်သူများဒီနေ့ဘုရားသခင်ဟာသူနဲ့ပတ်သက်လာလို့ရှင်အရေးတယူထားပြီးတော့သူနဲ့ပတ်သက်လာလို့ရှင်တည်ရေးရှင်တဲ့မကသူ့ကိုတာ၍တန်ဖိုးထားတတ်တော်သူဖြစ်ဖို့ရတဲ့သူ့ကိုတာ၍အလေးပေးတော်သူဖြစ်ဖို့ရတဲ့အထွတ်မြတ်ထားတော်သူဖြစ်ဖို့ရတဲ့ဒီနှုတ်ကပတ်တော်ကနေကျွန်မဆင်ခြင်ရတယ်။ဒါကြောင့်မို့ကျွန်တော်လုံးဝမဲ့အရာကဘာပဲလုံးဝမှာလဲ။ယုံကြည်သူများအခုလိုဖြစ်နေတဲ့ကာလမှာကိုယ့်အိမ်ထဲမှာနေနေရတဲ့ယုံကြည်သူချို့ဆိုရင် lockdown လုပ်ခံရတဲ့နိုင်ငံတွေရှိပါတယ်။အဲ့လိုမျိုးတရား lockdown လုပ်ခံရတဲ့နိုင်ငံထဲမှာသင်ပါတယ်ဆိုလို့ရှိရင်အခုနဖျက်ပြောချင်ခန်းကြီး7နှစ်ထဲမှာပေါ်ပြသွားတဲ့ဘုရားခိုင်းစေချက်အတိုင်းအိမ်မှာဘုရားသခင်ကိုစိတ်စိတ်မျှော်ကြည့်ပြီးတော့အဲ့ဒီတိုးတငယ်ဖြစ်တဲ့ယေရှုခရစ်တော်ကိုသင်စားသုံးရမယ်တိုးတငယ်ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်အောက်ထဲမှာနေ့ရက်အစဉ်တိုင်းသင်ခေါ်လုံပြီးတော့ဘုရားသခင်ကိုစိတ်စိတ်မျှော်ကြည့်ရမယ်အချိန်ကာလဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီတိုင်းကျမတို့နေခြင်းတလို့နေလို့ရတာနေခြင်းတလို့နေဖို့အတွက်ကျမတို့အားမပေးခြင်းဘူးမှန်ပါတယ်အိမ်မှာမိသားစုနဲ့အချိန်ယူဒါပေမဲ့မိသားစုတစ်စုလုံးကိုကျမ်းစာထဲမှာပြောထားတဲ့အတိုင်းဓမ္မစီဝေးခြင်းအမှုပြုရမယ်အချိန်ကာလဖြစ်တယ်စီဝေးမယ်မိသားစုတစ်စုလုံးကိုပြောပါခေါ်ပါဒါကငါတို့ဒီအချိန်မှာဘုရားခင်ကိုကိုးကွယ်ကြအောင်တရက်လုံးဘုရားခင်ကိုဘုရားခင်ကိုကိုးကွယ်ကြရအောင်ဘုရားရဲ့မျက်မှောက်တော်ထဲမှာငါတို့အတူတူကဘုရားရဲ့နှုတ်ကပတ်တော်ကိုခံယူကြရအောင်အာမင်အိမ်တော်ဦးစီးကလည်းနှုတ်ကပတ်တော်ကိုဝင်ငှမယ်ကိုယ့်ရဲ့အိမ်တော်ဦးစီးရဲ့စကားတန်ကိုလည်းတမိသားစုလုံးကနားထောင်ပြီးတော့အမျိုးသမီးကလည်းသားသမီးတယောက်ချင်းဆိုင်ကိုဘုရားကိုကြောက်ရွံ့ဖို့အတွက်ဘုရားရဲ့တရားစကားကိုခံယူခြင်းတဲ့သူဖြစ်ဖို့အတွက်ဘုရားခင်နဲ့အချိန်ပေးတဲ့သူတွေဖြစ်လာဖို့နဲ့ကျမတို့ဟာဒီအချိန်မှာမိသားစုကိုကောင်းကောင်းနှုတ်ကပတ်တော်နဲ့တိုက်တွန်းရမယ့်အချိန်ကာလဖြစ်ပါတယ်အဲ့လိုအချိန်ကာလမျိုးနောက်ထပ်တစ်ခုကျမ်းစာထဲမှာတွေ့ရတယ်အဲ့ဒါကဘာမှလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ကားတိုင်ပေါ်ကိုတက်ခံနေအချိန်ကာလဖြစ်တယ်အဲ့ဒီနေ့ရက်ဟာလေကျမ်းစာထဲမှာပြောထားတဲ့နေ့ရက်တွေဟာအမှတ်တမဲ့တိုက်ဆိုင်တာတစ်ခုမှမရှိဘူးဘုရားသခင်ကအလုပ်လုပ်တဲ့အခါမှာသူ့အချိန်နဲ့အလုပ်လုပ်တယ်ဘုရားအတိတ်ကြတယ်ဘုရားရှင်ဖြစ်တယ်အဲ့တော့အဲ့ဒါကိုဘာမှထပ်တွေ့ရလဲဆိုတော့ယေရှုခရစ်တော်ကားတိုင်ပေါ်တက်ခံနေအချိန်ဟာအဲ့ဒီရက်ဟာအခုနပတ်သက်ခါပွဲမှာတက်မဲ့တိုးတငယ်ကိုတက်ရတဲ့ညအချိန်ကာလဖြစ်တယ်အစုမပွဲတော်လို့လည်းခေါ်တယ်အဲ့ဒီညအချိန်မှာကျမ်းစာထဲမှာကြည့်ရတဲ့အခါမှာမာကုခန်းကြီး14ခန်းငယ်35ကနေ36ကိုကြည့်တဲ့အခါမှာအဲ့လိုတိုးတငယ်ကိုတက်ရမယ့်အချိန်ကာလမှာယေရှုခရစ်တော်ဟာသူသိနေတယ်မကြခင်ရောမဆက်သားတွေဟာသူ့ကိုလာပြီးတော့ဖမ်းပြီးတော့ရိုက်နှက်တော့မယ့်အချိန်ကာလသူဖြစ်တဲ့အခါမှာသူဟာဒီရောက်ကိုဖျက်ကျော်ရမယ်လူသားတိုင်းရဲ့အပြစ်ကိုသူ့အပေါ်မှာဆောင်ယူပြီးတော့တိုးတငယ်လေးပမာသူအသေးခံရတော့မယ့်အချိန်ကာလကိုသူသိတဲ့အခါမှာတေးရရှင်ရတဲ့ဂျုံလာတဲ့အခါမှာယေရှုဘာလုပ်လဲသိလားအခန်းငယ်36မှာ35ရဲ့အဆုံးမှာစပြီးတော့ကျွန်မဖတ်ချင်တယ်မြေပေါ်မှာပြက်ဝ၍အိုအဖခမီးတော်ကိုရောဒီအလုံးစုံတို့ကိုတတ်နိုင်တော်မူ၏ဤခွက်ကိုကျွန်ုပ်မှလွှဲတော်မူပါသို့တော်လည်းကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟုဖူ၍ထိုချိန်နိုင်သည်မိမိနဲ့လွန်သွားနိုင်ရင်လွန်သွားပါမည်အကြောင်းဆုတောင်းတော်မူပြီးမှအဲ့တော့ဆုတောင်းတဲ့အခါမှာ तू ကတစ်ချိန်တည်းဆုတောင်းတာမဟုတ်ဘူးအိမ်မှာခုမှဖတ်တဲ့အခါမှာ तू ကနှစ်ချိန်မြောက်အောင်ဆုတောင်းနောက်ထပ်3ချိန်တိုင်သူ့ရဲ့တပည့်တော်စီပြန်လာတယ်လို့ပြောတဲ့အခါမှာ3ချိန်လောက်အထိယေရှုခရစ်တော်ဟာသူ့ရဲ့ခမည်းတော်နဲ့စကားပြောနေတာပြောချင်တဲ့အရာကဘာလဲဆိုတော့သေယေရှုယေရှုခရစ်တော်ကြုံရလို့မဲ့အခါမှာယေရှုလုပ်တဲ့အရာကသူ့ခမည်းတော်နဲ့အချိန်ယူခြင်းဖြစ်တယ်သူရဲ့တပည့်တော်တွေစီသူသွားပြီးတော့လေတပည့်တော်တွေငါမနေ့ပြန်ကြလို့ရှိရင်တော့ဘာဖြစ်တော့မလဲအခုခဏနေတော့ငါကိုဖမ်းမဲ့သူတွေလာတော့မယ်ဘာညာဆိုပြီးတော့သူရဲ့ရင်ဖွင့်မနေဘူးသူရင်ဖွင့်တဲ့သူကဘာတူလဲဆိုတော့သူတိုင်ပင်ဖက်ပြုတ်နေတဲ့သူကဘာတူလဲဆိုတော့အကြီးမြတ်ဆုံးသောသူရဲ့ခမည်းတော်နဲ့သူတိုင်ပင်ဖက်ပြုတ်နေတာဖြစ်တယ်ကျွန်မပြောပြချင်တယ်ယုံကြည်သူများအဲ့လိုပြဿနာတွေအချင်းတွေဆိုးရွားခြင်းတွေကိုမဖြေနိုင်တဲ့တကယ့်ကိုအခက်ခဲတွေကြုံလာပြီဆိုလို့ရှိရင်ကျွန်တော်တို့လက်ရမယ့်အရာကလူထံကိုမဟုတ်ဘူးဘုရားထံကိုလက်ရမှာဖြစ်တယ်လူမတက်နိုင်တော့အမှုကိုဘုရားသခင်ပဲတက်နိုင်တယ်။ဘာဖြစ်လို့ဆိုတော့တချို့အရာတွေအားလုံးကဘုရားသခင်ကကျွန်တော်တို့အသက်တာထဲမှာရင့်ကျက်စေဖို့ရန်အတွက်ကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်ဆင်ထားတဲ့ကြံစီထားတဲ့ဘုရားသခင်နဲ့ပဲကျွန်တော်တို့စကားပြောတတ်မယ်ဆိုရင်အသက်တာထဲမှာ
အမှားပြင်းနေစွာနဲ့ဒီနေ့ဘုရားသခင်နီလန်တိုင်းလှုပ်ဆောင်နိုင်မှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ယေရှုခရစ်တော်လုပ်ခဲ့တဲ့ຢာကဘာလဲဆိုတော့အဲ့ဒီပတ္တခါအချိန်မှာ तू သေရရှင်နဲ့ तू ကြုံလာတဲ့အခါမှာ तू ခမည်းတော်ဘုရားနဲ့အချိန်ခမည်းတော်ဘုရားသခင်ကိုစကားပြောတယ်ခမည်းတော်ဘုရားသခင်စီကခွန်အားပေးတဲ့အရာကို तू ခံယူတယ်ခမည်းတော်ဘုရားရဲ့အကြံစီကို तू နားထောင်တယ်အဲ့ဒီခမည်းတော်ဘုရားနဲ့ပဲ तू သွားလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီပတ္တခါပွဲနော်ရဲ့တိုးတကယ်ဖြစ်တဲ့ယေရှုခရစ်တော်ဟာအဲ့ဒီသေခြင်းကိုအောင်မြင်ပြီးတော့တဲ့တခြားနားထောင်မှာသေခြင်းကိုအောင်မြင်ပြီးတော့အဲ့ဒီအောင်မြင်ခြင်းထဲကနေပြီးတော့သူ့အထဲထဲကနေအသင်းတော်ဆိုတာမွေးဖွားလာတယ်သူ့ရဲ့တတို့သမီးဆိုတာမွေးဖွားလာတယ်ဒီနေ့ယုံကြည်သူများအခုလိုသေခြင်းနဲ့ဆိုင်နေတဲ့အခြေအနေကိုဖျက်ဆီးနေရတဲ့အခါမှာကျွန်မလှုပ်ဆောင်စေချင်တဲ့အရာကအဲ့ဒီခမည်းတော်ဘုရားနဲ့အချိန်ယူပါအဲ့လိုအချိန်ယူခြင်းအပြင်တည့်ရဲ့အတ္တတာထဲမှာသေခြင်းကိုအောင်မြင်တဲ့အခွင့်တကောကိုဘုရားရှင်ပေးမှာဖြစ်တယ်အာမင်အဲ့ဆိုဘုရားခင်ရဲ့လက်တော်ထဲမှာအသက်ရှင်ခြင်းနဲ့သေခြင်းဟာအကုန်လုံးရှိနေတယ်ဒါကြောင့်ဘုရားခင်ကိုယုံတည်တဲ့သူဘုရားခင်ကိုမပြစ်မှားတဲ့သူဘုရားခင်ရဲ့ဆုံးမခြင်းကိုနားထောင်တဲ့သူဘုရားခင်နိဥပဒေသားကိုနားထောင်တဲ့သူတယောက်ချင်းစီရဲ့အတ္တတာထဲမှာပြောချင်တဲ့အရာကဘုရားခင်နဲ့အချိန်ယူတဲ့သူတယောက်ချင်းစီရဲ့အတ္တတာထဲမှာလွတ်ချင်းချမ်းသာရှိနေတယ်ဒါကြောင့်ယုံကြည်သူများကျွန်မအားပေးပါရစေဒီချိန်မှာကျွန်တော်တို့ဘုရားခင်မျက်မှောက်တော်တွေကိုပြန်လည်ပြီးတော့လှည့်အောင်ဘုရားခင်နဲ့စကားပြောအရင်တော့ကဘုရားခင်ကိုနေတူကနော်ဘုရားခင်ကိုအချိန်ယူတဲ့ပုံစံကနေပြီးတော့နည်းနည်းလေးတိုးပြီးတော့အချိန်ယူကြည့်ပါအရင်တော့က15မိနစ်လောက်ဘုရားခင်ရှိမှဒူးထောက်ပြီးတော့ဘုရားကိုကိုးခွေတယ်ဘုရားခင်နဲ့အချိန်ယူရဆိုအခုမိနစ်30လောက်ဘုရားခင်ကိုနည်းနည်းလေးတိုးပြီးတော့အချိန်ယူကြည့်ပါအောင်အဲ့ဒီအထဲထဲကနေပြီးတော့ဘုရားခင်ကလူတို့ချန်စီမမိတဲ့ညှိသက်ခြင်းကိုသင်ကိုပေးမယ်လူတို့ချန်စီမမိတဲ့ဉာဏ်ပညာကိုသင်ကိုပေးမယ်ဟာလေလုယာဒါကြောင့်ယုံကြည်သူတွေလောက်မဲ့အရာကဘာလဲဆိုတော့အဲ့ဒီဘုရားခင်ရဲ့မျက်မှောက်တော်ထဲမှာဘုရားခင်နဲ့အချိန်ယူဖို့ပဲဖြစ်တယ်အာမင်တော့ဆက်ပြီးတော့ကြည့်တဲ့အခါမှာကျွန်မနှုတ်ကပတ်တော်ထဲမှာဒါကတော့အခုဒါပတ်သက်ခါပွဲနဲ့ဆိုင်တဲ့အချိန်ကာလမှာဘုရားခင်ကိုအချိန်ယူတဲ့နီလန်ကိုပြောပြတာပါဘယ်လောက်ထိဘုရားခင်ကသူနဲ့အချိန်ယူခြင်းကိုသေရှင်တမျှထပ်ပို့ပြီးတော့သူအလေးထားတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်လို့ပဲနောက်ထပ်နော်လူတစ်ယောက်ရှိတယ်ကျမ်းစာထဲမှာသူ့နာမည်ကယောရှုဟာဘုရားခင်နဲ့ပတ်သက်လာရင်ဘုရားခင်နဲ့အချိန်ပေးတဲ့အရာကကြောက်ခမန်းလေးလေးပဲဘာလို့ကျွန်မအဲ့ဒါကိုပြောတယ်ဆိုလို့ရှိရင်ထမြောက်အကျမ်းခန်းကြီး33အခန်းငယ်17လောက်မှာကြည့်တဲ့အခါမှာယောရှုဟာတဲ့ဘုရားခင်နဲ့အချိန်ယူတဲ့အခါမှာသူကဘသူထပ်ပို့ပြီးတော့အချိန်ယူတယ်ဆိုမောရှေထက်တောင်ပို့ပြီးတော့ဘုရားခင်နဲ့အချိန်ယူတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့တဲ့တဲတော်ထဲမှာတဲ့မောရှေဟာဘုရားခင်နဲ့စကားပြောဖို့တဲ့ဝင်သွားတဲ့အခါမှာတဲ့ယောရှုဟာလည်းမောရှေနဲ့အတူတူတော့ဘုရားခင်နဲ့စကားပြောဖို့တဲ့အဲ့တဲတော်ထဲကိုလိုက်သွားတယ်။ဖြစ်ချင်တော့အဲ့တဲတော်ထဲမှာရောက်တဲ့အခါမှာမောရှေကဘုရားခင်နဲ့အကြီးအကျယ်စကားပြောပြီးတော့ပြီးသွားတဲ့အခါမှာတဲတော်ထဲကထွက်သွားတယ်တဲ့။သို့တော်လည်းတဲ့နှုံရဲ့သားယောရှုဟာတဲတော်ထဲကနေမထွက်ဘဲနဲ့တခြားနောက်ထောင်မှာတဲတော်ထဲကနေမထွက်ဘဲနဲ့ဘုရားခင်ကိုကိုးကွယ်နေတဲ့တဲ့ဘုရားခင်နဲ့အချိန်ယူတယ်အဲ့တော့ဘုရားခင်ကဘာလုပ်လဲဆိုတော့အဲ့ဒီယောရှုကိုနောက်တဲ့ generation ကိုဥဆောင်ဖို့ရတဲ့ဘုရားခင်ရွေးကောက်တယ်အဲ့လိုရွေးကောက်ခြင်းခံရတဲ့အဓိကအကြောင်းရင်းကကျွန်မယုံကြည်တယ်ယောရှုဟာသူ့ရဲ့ခေါင်းဆောင်တက်ပို့ပြီးတော့ဘုရားခင်နဲ့အချိန်ယူခြင်းမှာပြင်းထန်တဲ့အတွက်ကြောင့်မလို့ဘုရားခင်ကလူတွေအားလုံးကိုရှာလိုက်တဲ့အခါမှာသူရွေးချယ်ချီးမြှောက်လို့ရတဲ့သူတစ်ယောက်ပဲရှိတော့တယ်အဲ့ဒါဘာလို့လဲဆိုတော့ယောရှုဖြစ်တယ်ယောရှုဟာဘုရားခင်နဲ့အချိန်ယူခြင်းမှာအားကြီးတဲ့အတွက်ကြောင့်မလို့အဲ့ဒီယောရှုကိုဘုရားခင်ကချီးမြှောက်ပြီးတော့ရွေးကောက်ပြီးတော့ဘုရားခင်ကအသုံးပြုတယ်အဲ့တော့အသုံးပြုတဲ့အခါမှာနော်ဒီခါနဲ့ပြီးကိုသွားဖို့နဲ့ဘုရားခင်ယောရှုကိုအသုံးပြုတဲ့အခါမှာအရင်အဟောစရာကောင်းတဲ့အရာတစ်ခုရှိတယ်ယောရှုဟာဘုရားအသုံးပြုခြင်းခံရတဲ့အခါမှာတိုက်ပွဲတွေထဲမှာဘုရားခင်နဲ့ဘယ်လိုအချိန်ယူတယ်ဆိုတဲ့အရာကိုဆက်ပြီးတော့ကျွန်တော်တို့လေ့လာဖို့ရန်အတွက်ဖြစ်တယ်ယောရှုဘက်စာအခန်းကြီး30ထဲမှာဖြစ်တယ်ယောရှုဘက်စာအခန်းကြီး30ထဲမှာကြည့်တဲ့အခါမှာကျွန်မဒီမှာအခန်းငယ်1ကိုကျွန်မဖတ်မယ်ပြီးလို့ရှိရင်အခန်းငယ်8ကနေပြီးတော့17ထိကိုကျွန်မဖတ်ချင်တယ်ယောရှုဘက်စာအခန်းကြီး30ထဲမှာဗာပြောထားလဲဆိုယောရှုသည်ယေရီခေါမြို့နှင့်မင်းကြီးကိုပြုတ်တဲ့သို့အာဣမြို့နှင့်မင်းကြီးကိုတိုက်ယူ၍ရှင်းရှင်းဖျက်ဆီးကြောင်းကို၎င်းဂိဗောင်မြို့သားတို့သည်ဣသရေလမြို့သားတို့နှင့်မိဿဟာယဖွဲ့၍အတူနေကြောင်းကို၎င်းယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည်ကြားသောအခါဆိုပြီးတော့ဒီမှာတွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ယေရုရှလင်မင်းကြီးကဣသရေလလူမျိုးတွေကိုသူကမနစ်သက်တဲ့နော်မင်းကြီးဖြစ်တယ်ပြဿနာကဘာလဲဆိုတော့အဲ့မှာဂိဗောင်မြို့သားတွေကအားကြီးတဲ့မြို့သားဖြစ်ပေမဲ့သူတို့တွေဟာဣသရေလလူမျိုးတွေကိုမတိုက်ဘဲနဲ့ဣသရေလလူမျိုးတွေနဲ့တွားပြီးတော့မိဿဟာယဖွဲ့တဲ့အကြောင်းအရာကိုယေရုရှလင်မင်းကြီးကကြားတဲ့အခါမှာအရန်ဒေါသထွက်တယ်ဒေါသထွက်တော့သူကဘာလုပ်လဲဆိုတော့နော်သူတို့အမှနောက်ထပ်မင်းကြီး၄ပါးရှိတယ်အဲ့ဒီလူမျိုးတွေအားလုံးကအာမောရိလူမျိုးတွေဖြစ်တယ်နောက်ထပ်မင်းကြီး၄ပါးကိုတွားပြီးတော့သူကနော်ပြောပြီးတော့အားလုံးပေါင်းမင်းကြီး၅ပါးပေါင်းပြီးတော့အခုနဣသရေလလူမျိုးတွေနဲ့ဒီဂိဗောင်မြို့သားတွေကိုတိုက်ဖို့ရန်အတွက်ပြင်ဆင်တယ်အဲ့လိုပြင်ဆင်တဲ့အခါမှာအခန်းငယ်၈ရောက်လာပြီထာဝရဘုရားကလည်းသူတို့ကိုမကြောက်နဲ့ယောရှုကိုဘုရားကစကားပြောတယ်ဘာလို့ဆိုယောရှုကဘုရားသခင်နဲ့အမြဲတမ်းအချိန်ယူရသူဖြစ်တာဟုတ်ထာဝရဘုရားကလည်းသူတို့ကိုမကြောက်နဲ့သင်ဤလက်၌ငါအပ်မည်သင်ရှိမှလူတစ်စုံတစ်ယောက်မျှမခံမရက်နိုင်ရဟုယောရှုအာမိန်တော်မူ၏ယောရှုသည်ဂိလဂါလမြို့မှတညလုံးချီသွားပြီရန်သူတို့ကိုအမတ်တမဲ့တိုက်တဲ့ဖြင့်ထာဝရဘုရားသည်သူတို့ကိုဣသရေလအမျိုးသားရှေ့မှရှုံးစေ၍ဂိဗောင်မြို့အနားမှကြီးစွာသောလှုပ်ကြံခြင်းအပြင်တက်၍ဘေသောရုံမြို့သို့သွားသောလမ်း၌လိုက်လျက်အဇေကာမြို့မက်တာမြို့တိုင်အောင်လှုပ်ကြံတော်မူ၏
ထိုသူတို့သည်ဣသရေလလူတို့ရှေ့မှပြေး၍ဘေသောတော်မြို့သို့ဆင်းသွားရတွင်ထာဝရဘုရားသည်မိုးကောင်းကင်မှကြီးစွာသောမိုးသည်ကိုအစေကမြို့တောင်သူတို့ပေါ်၌ချတော်မူ၍သူတို့သည်ဣသရေလလူတို့၏ဓာကြောင့်တေသည်ထက်မိုးသည်ကြောင့်တာ၍တေကြ၏အဲ့ဒီအချိန်မှာဘုရားရှင်ကရန်သူတွေဟာသူတို့ကိုချီတက်ပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာဘုရားရှင်ကယောရှုကိုစကားပြောတယ်ယောရှုမကြောက်နဲ့ဘုရားအားပေးတယ်ဒီလူတွေအားလုံးကိုဒီမင်းကြီး၅ပါးစလုံးကိုမင်းရဲ့လက်ထဲကိုငါအပ်မယ်အဲ့ယောရှုကလည်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းသူမှရဲရင်ချင်းဖြစ်နေသူကချက်ချင်းပဲတညလုံးเนาะကျမ်းစာထဲမှာဘလို့မှတ်တမ်းတင်ထားလဲဆိုတော့တညလုံးယောရှုဟာတဲ့အဲ့ဒီလူတွေရှိတဲ့ရက်ကိုသူသွားတဲ့အချိန်မှာဟိုလဲရောက်ကုန်အဲ့မှာရှိတဲ့ရန်သူတွေကိုအမှတ်တမဲ့ဝင်တိုက်တယ်ဆိုတဲ့သဘောကတညလုံးခရီးနှင်လာပေမဲ့ယောရှုကတစ်ချက်မှမနာပဲစစ်တိုက်တယ်ဒီဟာကအမှန်တော့ကြောက်စရာကောင်းတဲ့အခြေအနေဖြစ်တယ်လူကပင်ပန်းလာတဲ့အခါမှာနွမ်းရီလာတဲ့အခါမှာရန်သူကိုတိုက်ဖို့ဆိုတာကခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်တယ်တိုးတော့ယောရှုကတစ်ချက်မှမနာပဲနဲ့တကယ်ပဲဘုရားခင်စကားကိုနားထောင်ပြီးတော့ဘုရားခင်နီလန်တိုင်းသူတိုက်တဲ့အခါမှာရန်သူတွေကိုစတင်ပြီးတော့အနိုင်ရလာတယ်အဲ့ဒီအချိန်မှာဘုရားခင်ကလည်းယောရှုနဲ့စစ်ကူတိုက်ပေးတယ်ဟယ်လိုဒီနေ့ဘုရားခင်နဲ့အခြေယူပြီးတော့ဘုရားခင်နဲ့တိုင်ပင်မဲ့ပြုပြီးတော့ဘုရားခင်နီလန်ကိုခံယူတဲ့သူရဲ့ဘက်မှာဘုရားခင်ကဆင်မြဲပါလိမ့်ရှိတယ်ဘုရားခင်ရက်တည်လေးရှိတယ်ဘုရားခင်တိုက်ပွဲဝင်လေးရှိတယ်အာမင်အဲ့ဒီအချိန်မှာဘုရားခင်ကယောရှုနဲ့အတူပါပြီးတော့ဘာလို့လဲဆိုတော့ကောင်းကင်ကမိုးသီးတွေဟာကျလာတယ်တဲ့အဲ့ရန်သူတွေအားလုံးကိုဆက်ပြီးတော့နော်မိုးသီးရွာကျစီပြီးတော့ရန်သူတွေအားလုံးကိုဆုံးပါတယ်တဲ့အဲ့တော့အခုနယောရှုတိုက်ခိုက်နိုင်တဲ့အရာတက်အဲ့ဒီဘုရားသခင်ရဲ့နော်ဆုံးမခြင်းဒီမိုးသီးအပြင်ဆုံးမခြင်းရောက်လာတဲ့အခါမှာရန်သူတွေကပို့ပြီးတော့တေချေပျက်စီးကြနေတဲ့အဲ့ဒီလိုမျိုးရန်သူတွေတေချေပျက်စီးပေမဲ့ရန်သူအားလုံးမကုန်သေးဘူးစက်တိုက်ရအောင်ပါဒါနဲ့ယောရှုကဘာလုပ်လဲအဲ့ဒီစစ်ပွဲထဲမှာနော်သူရန်ပင်ပန်းနေမှာပဲဓာတ်တွေနော်ထိရတွေရှိမှာပေါ့နော်ဒါပေမဲ့အဲ့လိုရန်ပင်ပန်းပြီးတော့စစ်ပွဲအကြီးအကျယ်ဖြစ်နေတဲ့အချိန်ကာလလူတွေအကြီးအကျယ်သိနေတဲ့အချိန်ကာလမှာယောရှုဘာလုပ်လဲသိလားကျမ်းစာကဒီကျမရဲ့နော်အထဲထဲမှာပို့ပြီးတော့ဒီနေ့ဘုရားခင်ကိုစာငတ်သွားစီတယ်အခန်းငယ်7မှာထို့သောအာမောရီလူတို့ကိုဣသရေလအမျိုးသားတို့၌အပ်တော်မူသောနေ့မှာယောရှုသည်ထာဝရဘုရားကိုဆုတောင်းပြီးတယ်ဟာလေလုယာယောရှုဘာလုပ်လဲဆိုတော့အဲ့လိုဒီစစ်ပွဲဖြစ်နေတဲ့အချိန်မှာဘုရားခင်နဲ့အချိန်ယူတယ်ကျမတို့ယုံကြည်သူတယောက်ချင်းစီအခုစစ်ပွဲဖြစ်နေတဲ့ကာလမဟုတ်ပါဘူးကျမတို့အိမ်ထဲမှာနေလုံခြုံတဲ့အချိန်ကာလရှိနေပါသေးတယ်ဒါပေမဲ့အခုဒီမှာတော့စစ်ပွဲဖြစ်နေတဲ့အချိန်ကာလမှာတဲ့စစ်ပွဲထဲမှာသူ့ကိုယ်တိုင်နှစ်ဖူးကချွေချေမှကြတဲ့အချိန်ကာလတိုင်းစစ်ပွဲဝင်နေတဲ့အချိန်မှာယောရှုလုပ်တဲ့ရာဟာဘုရားခင်ကိုဆုတောင်းတယ်ဘုရားသခင်နဲ့စကားပြောသေးတယ်ဘုရားသခင်နဲ့အချိန်ယူသေးတယ်ဒီကျမတို့ရဲ့ခက်ခဲခြင်းတွေကျမတို့ရဲ့အလောက်ရှုပ်ခြင်းတွေကျမတို့မအားပါဘူးလို့ပြောတဲ့ຢာကဒီစစ်ပွဲတော့မစိုးသေးဘူးလို့ကျမတို့ယုံကြည်တယ်ဆိုတော့ဒီအချိန်မှာယောရှုဘုရားခင်နဲ့အဲ့လိုအချိန်ယူပြီးတော့ဆုတောင်းတဲ့အခါမှာတဲ့ဘာဖြစ်လဲဆိုတော့နမိတ်လက္ခဏာဖြစ်တယ်ယောရှုဘာစကားစပြောလဲဆိုတော့အိုးနေတင်ဒီဂိဘောင်မျိုးနဲ့၎င်းအိုလာတင်ဒီအာရလုံချိုင်းနဲ့၎င်းငြိမ်ဝတ်စွာနေလို့ဣသရေလမျိုးသားတို့ရှေ့တွင်မတ်ဆိုသည့်အတိုင်းဣသရေလလူတို့သည်ရန်သူတို့အားအပြစ်ဒဏ်မပေးမိတိုင်အောင်နေသည်ငြိမ်ဝတ်စွာနေ၍လသည်ရက်လေ၏Come onယောရှုဘုရားသခင်နဲ့အချိန်ပေးတယ်ဘုရားသခင်နဲ့စကားပြောတယ်စစ်ပွဲတွေအားလုံးခဏချန်ထားအောင်အရေးမကြီးတဲ့အရာတွေခဏချန်ထားအောင်ဘုရားခင်မဲ့သူ့အတွက်အရေးကြီးနေတာဘုရားသခင်လမ်းပြခြင်းမဲ့သူ့အတွက်အရေးကြီးနေတဲ့အတွက်ကြောင့်လို့ဒီလောကနဲ့ဆိုင်တဲ့အရာတွေအားလုံး nothing else matter အရေးမကြီးဘူး I'm going to leave them all အဲ့ရအားလုံးကိုငါချန်ထားခဲ့မယ်သူဘသူ့ကိုပဲအချိန်ယူလဲဆိုဘုရားသခင်နဲ့အချိန်ယူပြီးတော့မှသူစတင်ရက်ပြီးတော့ဣသရေလလူမျိုးတွေကိုသူပြောတဲ့အရာကငါကြောက်စရာကြီးနော်နေနဲ့လဖို့အမိန့်ပေးတယ်တဲ့နေတင်ရရှိရတဲ့နေရာမှာတင်ရက်နေလတင်ရှိရတဲ့နေရာမှာတင်ရက်နေအခုငါတို့တိုက်ပွဲမပြီးမချင်းနေဟာမဝင်စေနဲ့ဆိုပြီးတော့သူကအမိန့်ပေးတဲ့အခါမှာတဲ့ဘုရားကကျမ်းစာထဲမှာဘယ်လိုပြောထားဆိုအခန်းငယ်7မှာထာဝရဘုရားသည်လူစကားကိုနားထောင်ရတဲ့ဘုရားစကားကိုပဲလူနားထောင်ရတဲ့ခေတ်ကာလမှာဘုရားစကားကိုပဲလူဟာနားထောင်ရမယ်အခြေအနေဖြစ်ပါတယ်သို့တော့ဘုရားဟာလူရဲ့စကားကိုပြန်နားထောင်တယ်လို့ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတယ်ဘာဖြစ်လို့ယောရှုရဲ့စကားကိုဘုရားသခင်ကနားထောင်ရလာအောင်ယောရှုရဲ့နော်အမိန့်ပေးခြင်းနဲ့ဒီနေလားကျန်တဲ့ခတ်တဲ့အားလုံးကိုအမိန့်ပေးတဲ့အချိန်ကာလကိုနော်ယောရှုပြောနေတဲ့အချိန်မှာဘုရားကယောရှုနဲ့သဘောတူရအောင်ယောရှုကဘာလို့မလို့လဲယောရှုလည်းကျမနဲ့တင်လို့ပဲခေါင်းတစ်လုံးနော်ရှိနေတာမဟုတ်ဘူးခေါင်းတစ်လုံးပဲရှိတာပကုံးတစ်ဖက်ကြားကခေါင်းတစ်လုံးထွက်တဲ့သူတွေကြီးပဲဆိုလိုချင်တဲ့အရာကဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာထူးခြားနေတဲ့အရာကဘာလဲဆိုလို့ရှိရင်တင်းနဲ့ကျွန်တော်လိုပါပဲလူသားပါပဲဒါပေမဲ့ဘုရားသခင်နဲ့အချိန်ယူခြင်းဖြစ်တဲ့အခါဘုရားသခင်ကိုအချိန်ပေးတယ်ဘုရားသခင်စကားကိုနားထောင်တဲ့သူကိုလည်းဘုရားကအချိန်ပြန်ပေးတယ်ဘုရားကလည်းသူစကားပြန်နားထောင်တယ်ပြန်ပြောမယ်ဘုရားစကားနားထောင်တဲ့သူရဲ့ဘုရားစကားနားထောင်တဲ့သူကိုဘုရားကပြန်နားထောင်တယ်ဘုရားကိုအချိန်ပေးတဲ့သူကိုဘုရားကပြန်ချိန်ပေးတယ်အခုယောရှုစစ်ပွဲထဲမှာအချိန်မရှိတဲ့အချိန်မှာဘုရားကကိုအချိန်ပေးတဲ့အခါမှာအခုဘာဖြစ်လဲဆိုတော့အဲ့ဒီစစ်ပွဲမပြီးမချင်းအောင်နိုင်တဲ့အခွင့်ရခွင့်တွေအဲ့ဒီတစ်နေ့ထဲမှာရန်သူတွေအားလုံးကိုအပိတိုင်ချိန်မုံနိုင်ဖို့အတွက်သူ့အတွက်ဘုရားကနောက်ထပ်အချိန်ကိုထပ်တိုးပေးလိုက်တယ်ဒီကျွန်တော်ဘုရားခင်အတွက်အချိန်ပေးအောင်ဘုရားသခင်အတွက်အချိန်ပေးပြီးတော့ယဉ်ဤမြုပ်နှံခြင်းဟာအကြီးမြတ်ဆုံးသောယဉ်ဤမြုပ်နှံခြင်းဖြစ်တယ်ဘုရားသခင်ကိုအချိန်ပေးပြီးတော့တော့ကျွန်တော်တို့အသက်တာထဲမှာယဉ်ဤမြုပ်နှံလိုက်လို့ကျွန်တော်တို့အသက်တာထဲမှာဆုံးရှုံးသွားကြအကြောင်းတစ်ခုမှမရှိဘူးယောရှုကဒီနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတာဒါကြောင့်ယုံကြည်သူတွေကျွန်တော်တို့ဘာလို့လဲဆိုနေ့ရက်အစဉ်တိုင်းမှာဘုရားသခင်နဲ့အချိန်ယူဖို့အတွက်ဖြစ်တယ်
ဒါကြောင့်မို့ဘုရားမျက်မှောက်တော်တွေကိုတိုးဝင်တဲ့အခါမှာလည်းဟန်ဆောင်ခြင်းကင်းမဲ့ဆိုတာနဲ့တိုးဝင်ပါတချို့သောသူတွေကဘုရားမျက်မှောက်တော်တွေကိုလာတဲ့အခါမှာပြောလာတဲ့သူရှိတယ်ဟန်ဆောင်ပြီးတော့လူတွေရဲ့ရှေ့မှာဟန်ဆောင်ပြီးတော့တကယ်ကိုဘုရားကိုကိုးကွယ်တဲ့သူတချို့ရှိတယ်ကိုးကွယ်ခြင်းတကောကိုညှင်းပယ်ပြီးတော့တခါတည်းဖာရိရှဲလိုမျိုးနော်လူတွေရဲ့အရှိမအထင်ကြီးဖြစ်သွားအောင်ထင်ကြီးသွားအောင်လှုပ်ဆောင်တတ်တဲ့ဘုရားခင်နဲ့အချိန်ယူခြင်းမဖြစ်ဖို့လေသတိထားရမယ်။ဘာဖြစ်လို့ဘုရားခင်ကအဲ့လိုမျိုးနော်ဘုရားခင်နဲ့စစ်မှန်စွာအချိန်ယူတဲ့သူမဟုတ်တဲ့သူဘုရားခင်ကသူ့ရှိတော်ကနှင်ထုတ်လို့ရှိတယ်။ဘာဖြစ်လို့ကျွန်မအဲ့ဒါပြောလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်တစ်ခုရှိတယ်။အဲ့ဒါကမာကုအခန်းကြီး9ထဲမှာဖြစ်တယ်။မာကုအခန်းကြီး9ကိုကျွန်တော်တို့ဖတ်လိုက်မယ်ဆိုအခန်းငယ်22ကနေစပြီးတော့ဖတ်လိုက်မယ်ဆိုရင်လူတစ်ယောက်ရှိတယ်ယာအေရုလို့ခေါ်တယ်။သူကတရားစီရင်မှာအဲ့ဒီယာအေရုရဲ့သမီးကတေကန်ကြီးဖြစ်တဲ့အချိန်မှာယာအေရုကဘသူစီကိုလာလဲဆိုယေရှုစီကိုလာတယ်ယေရှုကျွန်တော်ရဲ့သမီးတေကန်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတော်ကင်မတော်မူပါဆိုအလွန်တောင်းပန်နေတဲ့ယေရှုရှိမှအလွန်တောင်းပန်ပြီးတော့ငိုကြွေးပြီးတော့တကယ့်ကိုယေရှုရှိမှသူ့သမီးကိုတော့ပြန်ကယ်တင်ဖို့နဲ့သူပြောတဲ့အခါမှာယေရှုကမကြောက်နဲ့မစိုးရိမ်နဲ့ဆိုပြီးတော့သူလာဖို့နဲ့ပြင်ဆင်တဲ့အချိန်မှာဖြစ်ချင်တော့ဂျားထဲမှာနောက်တစ်ဇလန်တစ်ခုဝင်လာတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်12နှစ်ပတ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးဆိုတော့အဲ့ရနဲ့12နှစ်ပတ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးနဲ့တခါတည်းသူကနမိတ်လက္ခဏာတွေပြုတဲ့အခါမှာဟိုအိမ်ကိုမရောက်နိုင်ဘူးအဲ့တော့မရောက်တဲ့အချိန်မှာပဲဟိုဘက်မှာယာအေရုရဲ့သမီးကသေသွားအောင်ဒါနဲ့အိမ်ကနေပြီးတော့လူတစ်ယောက်ကနေပြီးတော့လာတယ်လာပြီးတော့ခုနယာအေရုကိုပြောတယ်ယာအေရုအဲ့ဆရာကိုမနှောက်ယှက်နဲ့တော့မင်းသမီးသေပြီလာပြန်ရအောင်ဆိုပြီးတော့ခေါ်တဲ့အခါမှာယေရှုကမဟုတ်ဘူးသူကအဲ့သမီးငယ်လေးကိုနော်ပြန်လဲပြီးတော့ရှင်ပြန်ထမြောက်ဖို့ရန်အတွက်ယေရှုကသွားနေတဲ့အတွက်ကြောင့်မလို့ယာအေရုကိုပြောတယ်ယာအေရုစိတ်မပြည့်နဲ့ငါလာပြီမင်းရဲ့အိမ်မှာနော်ငါအခုပဲလာပြီဆိုပြီးတော့ယေရှုကချက်ချင်းပဲအဲ့ဒီယာအေရုရဲ့အိမ်ကိုကြွသွားတယ်အဲ့လိုကြွသွားတဲ့အခါမှာတဲ့အိမ်ရှေ့မှာကျမ်းစာထဲမှာဘယ်လိုပြောထားဆိုအဲ့ယာအေရုရဲ့အိမ်ရှေ့မှာခန်းငယ်38မှာအုံတဲတဲပြုတ်ကြသည်ကို၎င်းအလွန်ငိုကြွေးမိတန်းသောသူတို့ကို၎င်းမြင်တော်မူ၏တခါလေအဲ့ဒီ12နှစ်ကလေးလေးကနော်အမျိုးသမီးငယ်လေးကသေဆုံးသွားတဲ့အတွက်ကြောင့်မလို့ယူကျုံမရဖြစ်နေကြတဲ့အကုန်လုံးကဝုံတိုင်းချဲပြီးတော့အော်ငိုပြီးတော့အတန်ပလန်တွေကအဲ့ဒီအိမ်ရှေ့မှာပြည့်နေနေတိုင်းမကဘဲနဲ့အိမ်ထဲမှာလည်းပြည့်နေနေတယ်လူတွေကအုံချက်ခဲနေတာအဲ့ဒီအိမ်မှာအဲ့လိုဖြစ်တဲ့အခါမှာယေရှုကအထဲထဲကိုဝင်သွားအိမ်ထဲကိုဝင်သွားယေရှုကဘာပြောလဲဆိုတော့သူပြောတဲ့ຢာကအတွင်းသို့ဝင်၍သင်တို့ဒီအဘဲကြောင့်အုံတဲတဲပြည့်ငိုကြွေးကြသည်။သူငယ်သေးသည်မဟုတ်အိပ်ပျော်သည်ဟုမိန့်တော်မူ၏။သူငယ်မသေးဘူး။ဒီအမျိုးသမီးငယ်လေးကအိပ်ပျော်နေတာပါလို့ပြောတဲ့အခါမှာတဲ့အခန်းငယ်40မှာထိုသူတို့ဒီပြည့်ရပြူကြ၏။အခုနအကြီးအကျယ်ငိုပြီးတော့အုံတဲတဲဖြစ်ပြီးတော့တခါတည်းမြင်အောင်ကြည့်ပါ။တကယ်ကိုယူကျုံမရဖြစ်နေတဲ့သူတွေကချက်ချင်းရေမောတယ်ဆိုတော့ကျင်းတဲ့ຢာကသူတို့ငိုခြင်းဟာစစ်မှန်တဲ့ငိုခြင်းမဟုတ်ဘူး။သူတို့အထဲထဲကနေပြီးတော့ထပ်ပေါ်လာတဲ့နော်တကယ်ကိုခံစားချက်တော်လည်းကောင်းသူတို့ထပ်ပေါ်လာတဲ့အမူအရာမျက်နှာအနေထားတွေအားလုံးကစစ်မှန်တဲ့အရာမဖြစ်ဘူးဆိုတဲ့အရာပေါ်နေတယ်။ဘာဖြစ်လို့ဆိုငိုတဲ့သူတယောက်ကချက်ချင်းရီဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ဒီလောက်ထိအသေးအံငိုကြွတဲ့သူတယောက်ကထားရီတယ်ဆိုရင်တော့သူကတော့ကျင်းတည်တယ်ဟန်ဆောင်နေတာပဲဖြစ်ရ။အဲ့လိုဟန်ဆောင်နေတဲ့သူတွေရှိနေတဲ့အရက်မှာယေရှုကဘာလုပ်လဲဆိုတော့သူကကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုလို့ရှိရင်အဲ့မှာရှိတဲ့သူတွေအားလုံးကိုထိုးသူရှိတဲ့များတို့ကိုပြန်တော့ထွက်စေပြီးမှသူရဲ့ရှေ့မောက်မှာဟန်ဆောင်တဲ့သူကိုဘုရားလက်မခံချက်ချင်းထွက်ခိုင်းတာ။ဟဲ့ကြဒီရက်ကနေထွက်သွားကြ။ချက်ချင်းပဲအဲ့ဒီလူတွေအားလုံးပြည့်ရပြုတ်ပြီးတော့ဟန်ဆောင်တဲ့သူတွေအားလုံးငိုကြွေးတဲ့ခါမှာလည်းဟန်ဆောင်ပြီးငိုကြွေးနော်တကယ်ကိုခံစားရတယ်လို့ပါနဲ့ဟန်ဆောင်တဲ့သူတွေအားလုံးအဲ့ဒီခန်းမတွေကနေထွက်ခိုင်းပြီးတော့မှယေရှုကဘာလုပ်လဲဆိုတော့သူ့ရဲ့တပည့်တော်မှာ3ယောက်ပဲခေါ်ပြီးတော့သူအဲ့မှာအမျိုးသမီးငယ်လေးကိုပြန်လဲပြီးတော့တေခြင်းကနေရှင်ပြန်ထမြောက်စေခဲ့တဲ့အမှုရာကိုတွေ့ရတယ်။ဘာကိုပြောချင်တာလဲဆိုတော့ဒီနေ့ဘုရားရဲ့မျက်မှောက်တော်ထဲမှာသင်တိုးဝင်တဲ့အခါဟန်ဆောင်ခြင်းကဲမဲ့ဆိုတဲ့တိုးဝင်မှာဟန်ဆောင်ခြင်းကဲမဲ့ဆိုတဲ့ဘုရားခင်နဲ့အချင်းယူပါဘုရားခင်ပြောသမျှအရာအားလုံးကိုလက်ခံနိုင်တဲ့နှလုံးသားနာခံနိုင်တဲ့နှလုံးသားရှိခွင့်နဲ့ပြင်ဆင်ပါဒါမှတိုင်ဒီချိန်ကာလမှာဘုရားခင်နဲ့အချိန်ယူတဲ့အခါမှာနဲ့နဲတဲ့အချိန်ယူခြင်းဖြစ်လာလိမ့်မယ်ဒီချိန်တစ်ခါမှတင့်ကိုမဖော်ပြဘူးတဲ့နှုတ်ကပတ်တော်တွေကိုဘုရားရှင်ဖော်ပြလာလိမ့်မယ်ကျမတို့အခုဒီနေ့ကျမအခုဝင်ကနေနှုတ်ကပတ်တော်တွေဆိုနှုတ်ကပတ်တော်တွေဟာလည်းဒီဘုရားရှင်ကျမကိုတော့အရင်တော့မဖွင့်ပြဘူးတဲ့အရာဖွင့်ပြတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီအရာကဘယ်ထဲမှာပဲရလဲဆိုတော့ဘုရားရဲ့မျက်မှောက်တော်ထဲမှာပဲရဘုရားရဲ့နှုတ်ကပတ်တော်ကိုပြင်ဆင်တဲ့အခါမှာမလွယ်ပါဘူးတခါတလေ2ရက်ပြင်တယ်3ရက်ပြင်တယ်မထွက်လာတဲ့အချိန်တွေကာလမျိုးတွေရှိတတ်တယ်ဒါပေမဲ့ကျွန်မပြောချင်တဲ့ຢာကတကယ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာနက်နက်ရှိုင်ရှိုင်တင်တိုးဝင်ပြီဆိုရင်တော့နက်နက်နေနေနှုတ်ကပတ်တော်ကိုသင်ကြားလိမ့်မယ်။အာမင်။ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေအခုကာလမှာဘုရားခင်တောင်းကိုနက်နက်နေနေတိုးဝင်ရမယ့်အချိန်ကာလရောက်နေပြီ။ဓမ္မစည်းဝေးခြင်းပြုရမယ့်အချိန်ကာလရောက်နေပြီ။သေရေးရှင်ထက်ဘုရားခင်ရဲ့အချိန်ယူခြင်းကိုအလေးထားမယ့်အချိန်ကာလရောက်နေပြီ။ဟာငါဘုရားခင်ရဲ့အချိန်ယူနေတာပဲဆိုပြီးတော့မကျေနပ်နဲ့။ဒီဗီဒီယိုကိုပိတ်တင်ပိတ်ရမယ်။တခြားပျော်ပွဲရွှင်ပွဲတွေလုပ်နေတယ်အိမ်မှာမိသားစုတွေပဲရှိလို့ပျော်ပွဲရွှင်ပွဲလုပ်နေတဲ့သူတွေရှိတယ်မလုပ်နဲ့လို့မပြောစားရေးတောက်ရေးမှုကိုတော့ပြုအောင်သို့တော့ဘုရားသခင်နဲ့ပတ်သက်လာတဲ့ဘုရားအရေးကိုပို့ပြီးတော့တန်ဖိုးထားဖို့လည်းလိုအပ်တယ်အာမင်ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်တစ်ပိုက်ကိုကျွန်မဖတ်ချင်တယ်နှစ်တီခန်းကြီး3ငယ်1ကနေ9မှာနောက်ကာလသည်ခဲရင်သောကာလဖြစ်မည်ဟုသိမှတ်ကြလော့အဘယ်သို့နည်းဟုမူကားလူတို့သည်ကိုချစ်တော်သူမွေကိုတက်မှတ်တော်သူဝါကြွားတော်သူထောင်လွှားစော်ကားတော်သူသူ့အသေးကိုရှုံချတော်သူ
သူတို့ကအများနဲ့ရှုံချနေတဲ့သူမျိုးရှိတယ်အဲ့ဒါကဘုရားမနှစ်သက်တဲ့အရာဖြစ်တယ်မိဘစကားကိုနားမထောင်တော့သူဂျေဇုမရှိတော့သူဘယ်တော့မှဂျေဇုမသိတတ်တဲ့သူတွေပေါ်လာလိမ့်မယ်တန်ရှင်းခြင်းမရှိတော့သူညစ်ညူးတဲ့အသက်တာနဲ့ဘုရားကမနှစ်သက်တဲ့အသက်တာနဲ့ရှောက်လန်းတဲ့သူတွေကိုပြောနေတာပဂရိကျင်နာစုံမက်ခြင်းနဲ့ကင်းတော်သူအခုလိုကာလမျိုးမှာယုံကြည်သူတွေတယောက်ချင်းစီတိုင်းငတ်မွနေတဲ့သူတွေကိုလိုက်လံကျွေးမွေးရမယ့်ကာလဖြစ်တယ်အာမင်ဆိုတော့ချိုးတော်သူတွေကအဲ့လိုပဂရိကျင်နာစုံမက်ခြင်းနဲ့ကျင်းနေတာမှကင်းမဲ့နေတဲ့သူတွေရှိတယ်ရန်ညိုးဖဲ့တော်သူချောစားတတ်တော်သူကိုကောင်းရင်ပြီးရောနော်အဲ့လိုလူတစ်မျိုးရှိတယ်ကိုအိမ်တွေကိုမချုပ်တီးနိုင်တော်သူပြင်းထန်တော်သူသူတော်ကောင်းကိုမုန်းတော်သူသစ္စာကိုဖျက်တတ်တော်သူတတိပေးခြင်းကိုမခံတော်သူမမာနနဲ့ရစ်မှုတော်သူဘုရားသခင်ကိုနှစ်သက်တီချက်ကောင်းမကုံခံစားခြင်းကိုတာ၍နှစ်သက်တော်သူအဲ့ဒီထဲမှာယုံကြည်သူတွေမပါဘွင့်ရအရေးကြီးတယ်ဒီခဲရင်တဲ့ကာလမှာတော့ဘုရားကဘာဆက်ပြောလဲဆိုဘုရားဝတ်၌မွေ့လော်ရောင်ဆောင်ပြီးမွေ့လော်ခြင်းတကိုးကိုညံ့ပယ်တော်သူတွေဖြစ်လာလိမ့်မယ်ဒါကြောင့်မလို့အဲ့ဒီထဲမှာမပါဖို့ရန်အတွက်သင်ကိုယ်တိုင်ကဘုရားသခင်နဲ့ချင်းကပ်ပါအဲ့လိုဖြစ်နေတဲ့သူကိုလည်းကျမ်းစာကဘာပြောလဲထိုသူတို့ကိုရှောင်ပါတဲ့ပြက်တယ်ကျမ်းစာကတော့ဒါကြောင့်မလို့ဒီသင်ရဲ့အတ္တထဲမှာမပူမအေးခက်နွေးနွေးလေးအတ္တနဲ့သင်ရှောက်လန်းလို့မရတော့ဒီနေ့ဘုရားသခင်အတွက်တောင်းလောင်ရမယ့်အချိန်ကာလရောက်နေပြီဘုရားသခင်နဲ့အချိန်ယူခြင်းကိုတာ၍တန်ဖိုးထားပြီးတော့လောကနဲ့အချိန်ယူခြင်းနဲ့အားလုံးကိုခဏထားလိုက်ပါအောင်ခဏနေအောင်နော်ချက်တာပြုတ်တာတွေတော့ရှိရင်တော့ပါဒါပေမဲ့ထမင်းနောက်မှစားမယ်ဘုရားသခင်နဲ့အချိန်ယူမယ်TV တွေပါလေကျွန်မမကြည့်နဲ့လို့တော့မပြောပါဘူးအချိန်ယူလို့ရပါတယ်ကြည့်လို့တော့ရတယ်တိုးတော့အဲ့ဒီຢာတွေထက်ဘုရားသခင်နဲ့ပို့ပြီးတော့အချိန်ယူဖို့နဲ့အဓိကအရေးကြီးတယ်ဘုရားခင်ကိုပို့ပြီးတော့အချိန်ဦးစားပေးမယ်ကျွန်မတို့ဘာပြောချင်လဲဆိုနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ຢာကိုနားထောင်မယ်ဆိုအားရပါရနားထောင်လိုက်အားရပါရခံယူလိုက်ပြီးခံယူပြီးလိုက်လို့ဘာလို့အဲ့လိုပြောလဲဆိုရှေဘောလူကဘာပြောခဲ့တယ်လဲဆိုရင်နှုတ်ကပတ်တော်ကိုနာယုံညတာပြုတ်တော်သူမဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ကို doer လှုပ်ဆောင်တော်သူဖြစ်ကြပါကျင့်တော်သူဖြစ်ကြပါနှုတ်ကပတ်တော်ကိုနာခံပြီးတော့လိုက်လှုပ်တဲ့သူဖြစ်ကြပါလို့ဒီနှုတ်ကပတ်တော်ထဲမှာပြောထားတယ်ဒါကြောင့်မလို့ယုံကြည်သူများဒီကျွန်တော်ဘုရားသခင်နဲ့အချိန်ယူကြရအောင်ဒါပေမဲ့မင်းကြီးကတော့ဘာပြောလဲဆိုတော့တတိုင်းတော်ထဲမှာရှိတဲ့ပိတ်ရက်ဟာအခြားရက်ရှိရက်တစ်ထောင်တက်သားရွေးကောင်းတယ်ဒီကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့စဉ်းစားရအောင်ပြန်ပြီးတော့မေးအောင်ဘုရားသခင်မျက်မှောက်တော်ထဲမှာအိမ်မှာတနားရီအချိန်ယူလိုက်ခြင်းဟာကျန်တဲ့လောကနဲ့ဆိုင်တဲ့အရာတွေနဲ့အချိန်ယူရခြင်းတဲ့တာ၍ကောင်းသလားလို့ကိုယ့်ကိုယ်ကိုပြန်မေးစေခြင်းနဲ့မကောင်းမှုဆိုရင်တော့ဒီနေ့ဘုရားသခင်အရှိမဒူးထောက်ဖွင့်တဲ့အချိန်ကာလရောက်နေပြီဒါကြောင့်မလို့ဒီနေ့ညီကောင်မတယောက်ချင်းကြောင့်ကျွန်မအားပေးခြင်းဒီဘုရားခင်နဲ့အချိန်ယူကြရအောင်အာမင်ဘုရားခင်နဲ့အချိန်ယူကြရအောင်လောကနဲ့အချိန်ယူခြင်းအားလုံးကိုခဏလောက်ရက်လိုက်ညီကောင်မဘုရားခင်နဲ့ပို့ပြီးတော့တင်အချိန်ဆက်မိလာလိမ့်မယ်ဘုရားခင်ပြောတဲ့စကားတွေကိုသင်ကြားလာနိုင်မှာဖြစ်တယ်ဒါကြောင့်မလို့အခုချိန်မှာကျွန်မဘာလုပ်ချင်လဲဆိုတော့အခုနကကျွန်မဆိုခဲ့တဲ့တခြင်းကိုပြန်လဲပြီးတော့ဆိုခြင်းနဲ့ just be here at your feet ကိုရဲ့ချီတော်ရင်းမှာပဲကျွန်မနေပါရစေကိုရောရဲ့ just be here in your presence ကိုရဲ့မျက်မှောက်တော်ထဲမှာပဲကျွန်တော်ရှိချင်ပါတယ်ကိုရောစာသားလေးကကျွန်မအရန်သဘောကျတယ်ပထမစာသားလေးကိုကျွန်မကြည့်စီခြင်းနဲ့အဲ့ဒီပထမစာသားမှာသူကဘာပြောထားလဲဆိုရင် everything else can wait အခြားအရာတွေအားလုံးကတဲ့စောင့်ဆိုင်ထားခိုင်းလို့ရပါတယ်တဲ့အခြားအရာတွေအားလုံးကနောက်မှပါပဲ everything else ဘာဖြစ်လဲ can wait ကျန်တဲ့အရာတွေအားလုံးခဏလောက်စောင့်ခိုင်းလိုက်ပါအောင်အဲ့ဒါတွေကမရှိမဖြစ်အရေးကြီးတဲ့အရာမဟုတ်ဘူးဘုရားသခင်နဲ့အချိန်ယူခြင်းကပဲမရှိမဖြစ်အရေးကြီးတဲ့အရာဖြစ်တယ်ဘုရားသခင်နဲ့အချိန်ယူခြင်းဆိုတာဘယ်လောက်အရေးကြီးလဲဆိုရင်ကျွန်မဥပမာတစ်ခုပြောပြခြင်းအသက်ရှူတယ်လို့ပဲလေကိုရှူရတယ်လို့ပဲလေမရှူရင်ကျွန်တော်တို့သေသွားနိုင်တယ်လို့ပဲနေဘုရားခင်နဲ့အချိန်ယူခြင်းဆိုတာလေရှူရတယ်လို့ပဲရက်တန်လို့မရအခုလိုခဲရင်တဲ့ကာလမှာပို့ပြီးတော့မှဘုရားသခင်နဲ့အချိန်ယူရမှာပေါ့နေမကောင်းဖြစ်နေတဲ့သူတယောက်အသက်မရှူနိုင်တဲ့အခါဘာလုပ်ရလဲအောက်ဆီဂျင်ကိုယူပြီးတော့ရှူရတယ်မဟုတ်ဘူးလားအခုလိုခဲရင်တဲ့ကာလမှာလူတွေအားလုံးကဘာလုပ်အောင်လဲဆိုတော့အောက်ဆီဂျင်ကဲ့သို့ကျွန်တော်အသက်တာထဲမှာခဲရင်တဲ့ကာလမှာကျမတို့ကိုအသက်ရှင်ခွင့်ပေးမယ်ဘုရားသခင်ကိုအချိန်ယူရမှာဖြစ်တယ်အဲ့ဒီဘုရားသခင်ကိုတာ၍အကျော်ဝင်ရမှာဖြစ်တယ်ဘုရားသခင်နဲ့အကျော်ဝင်မိတ္တဟာယဖွဲ့လို့ထို့သောပြုမှာကောင်းစားခြင်းရောက်မယ်လို့ဒီနေ့နှုတ်ကပတ်တော်ထဲမှာယောဘထဲမှာပြောပြခဲ့အဲ့ကောင်းစားခြင်းဆိုတဲ့အရာကလောကနဲ့ဆိုင်တဲ့ကောင်းစားခြင်းကိုပြောနေတာမဟုတ်ဘူးဝိညာဉ်နဲ့ဆိုင်တဲ့ကောင်းစားခြင်းစိတ်နှလုံးကောင်းစားခြင်းကိုပြောနေတာအဲ့ဒီစိတ်နှလုံးကောင်းစားခြင်းရောက်လာဖို့ရန်အတွက်ဘုရားကပဲပေးနိုင်တယ်ဒီဘုရားရှင်ကတော့ဘာပြောလဲဆိုတော့ကျမ်းစာထဲမှာရှောလမုန်တခြင်းထဲမှာငါတို့သမီးရှိတဲ့အရက်ကိုတဲ့ငါလာပြီတဲ့တောင်တွေကိုကြော်ဖြတ်ပြီးတော့ငါရဲ့တို့သမီးရှိတဲ့အရက်ကိုငါလာပြီဒီရင်ဘဝကနေရက်ပြီးတော့တို့သမီးရဲ့ထွက်လာခဲ့ပါအိုတို့သမီးငါစီကိုလာခဲ့ပါဆိုပြီးတော့သခင်ဖြစ်တဲ့ကျမတို့ဘုရားကသူနဲ့အချိန်ယူပွဲအတွက်ခေါ်နေတဲ့ကာလဖြစ်တယ်လို့ကျမ်းစာထဲမှာရေးထားတယ်ဒါကြောင့်မို့ယုံကြည်သူများဒီကျမအားပေးခြင်းတယ်ဒီချိန်ကာလမှာဘုရားသခင်နဲ့ယဉ်ကျေးစွာသွားလာမယ့်အချိန်ကာလဖြစ်တယ်တိုးတငယ်ကိုစစ်စစ်ကြည့်ရမယ့်အချိန်ကာလဖြစ်တယ်
တိုးတငယ်ရဲ့အသွေးတော်အောက်ထဲမှာနေတတ်တော်သူဖြစ်ဖွယ်အတွက်အရေးကြီးတယ်တိုးတငယ်ကိုစားသုံးတတ်တော်သူဖြစ်ဖွယ်နဲ့အရေးကြီးတယ်အာမင်ဒါပေမဲ့ဒီချင်းကိုကျွန်မပြန်ဆိုတဲ့အခါမှာအတူတူကကျွန်မနဲ့ကိုယ်ွယ်စီခြင်းနဲ့ everything else can wait လောကနဲ့ဆိုင်တဲ့အရာတွေအားလုံးကိုချန်ထားခဲ့လို့ရတယ်ယောရှုကစစ်ဖြစ်နေတဲ့အချိန်မှာတော့မှတေရရှိကြုံနေတဲ့အချိန်ခါတော့မှအဲ့ဒီအရာတွေအားလုံးကိုချန်ထားခဲ့ပြီးတော့ဘုရားသခင်နဲ့အချိန်ယူသေးတယ်ဆိုရင်ယေရှုခရစ်တော်ကလည်းကားတိုင်းပေါ်တက်ခံနေတေရရှိအချိန်နဲ့ကြုံလာတဲ့အခါမှာသူခမည်းတော်ဘုရားနဲ့သူချိန်ယူသေးတယ်ဆိုရင်ဒီကျမတို့ကလည်းထိုကဲ့သို့သောနှုတ်ကပတ်တော်ထဲမှာပြောထားတဲ့ဤဥပဒေသားတွေကိုလိုက်နာဖို့အတွက်ကာလကြာရောက်နေပြီဖြစ်တယ်မိတ်ဆွေဘုရားသခင်နဲ့အချိန်ယူဖို့အတွက်နှခါမစင်းစားပါနဲ့အားမအချိန်ယူမယ်ဆိုတဲ့ရမဖြစ်စေနဲ့တေရရှိကြုံခဲ့ရင်တော့မှကိုရောခရစ်မျက်မှောက်တော်တွေကမထွက်ပင်နဲ့ကိုနဲ့ယဉ်ကျေးကြောဝင်ခြင်းကိုတိဆောက်ပါမယ်ဆိုတဲ့ယုံကြည်သူတွေဖြစ်ဖွယ်တဲ့ဒီနှုတ်ကပတ်တော်အဖြစ်ကျမတင်ကိုတိုက်တွန်းခြင်းနဲ့